နာပြောခဲ့သလိုပဲပေါ့နော်နံပါတ်1အရင်ဆုံးကိုလေ့လာမယ် social media platform တွေလည်းလေ့လာလို့ရနေပြီပြီးတော့ self awareness နဲ့ကိုယ့်ကို self reflect လုပ်တဲ့အချိန်လည်းရနေတဲ့အချိန်မှာအရင်ဦးဆုံးကရေရှည်အတွက်ကိုဘယ်လို plan သွားမလဲဆိုတဲ့စိတ်နဲ့ရေရှည်အတွက်စဉ်းစားပြီးတော့ target ကိုအရင်ချလိုက်တယ်ပေါ့နော်ဒီငါဘာကြောင့်ချချင်တာလဲဘာကြောင့်ပင်ချင်တာလဲဆိုရင်ကိုယ့်ကို self reflect လုပ်နိုင်တဲ့အချိန်ရသွားတယ်ကိုယ့်ကိုပြန်သုံးသပ်မိတဲ့အချိန်မှာငါဒီတော်လေး body shape ကပြတ်နေပြီbody shape ပြတ်တာနဲ့ဝတ်တာစားတာနဲ့အာကြီးမပုံပေါက်တာကဒါအလှပကြီးရဲ့တစ်ပိုင်းပေါ့နော်ကျမ်းမာကြီးရလဲနေရှာလှုပ်လိုက်တာနဲ့ချွေးတွေထွက်တယ်နောက်တစ်ခုကဟိုနာနီနာသွားနေဟောဟဲလိုက်တဲ့မောမခံနိုင်ဘူးလေကားတက်တာနဲ့3လေးထပ်လောက်ဆိုရင်မောနေပြီနော်နောက်တစ်ခုကဘာလဲဆိုတော့ထိုင်ထားတယ်မှာထိုင်ထားမကောင်းတော့ဘူးထိုင်ထားရင်ဒူးနာတွေ၆ကျင်တာတွေဖြစ်လာတယ်ပေါ့နော်ဒီဘုံရလဲဘုံ structure ရလဲမကောင်းတော့ဘူးဆိုတော့ကျမကြီးရှူထောင်ရလဲကိုပြင်ကျင်လာတယ်ပေါ့နော်ဒါတက်ရွယ်ပိုင်းခြားတစ်ခုရောက်သွားတဲ့အချိန်မှာငယ်တော့လို့အားကျင်တစ်ခုလည်းနဲ့မဟုတ်တော့ဘူးပေါ့ကျမကြီးရှူထောင်ရလဲကျမကြီးရကြန့်ခိုင်အောင်ကျမအောင်ဘယ်လိုပြင်ရမလဲနောက်တစ်ခုကရေရှည်ဘယ်လိုသွားမလဲငါဘာကြောင့်ဘယ်လိုပြန်တက်ခဲ့ရလဲဆိုတာကိုပြန်သုံးသပ်မိတယ်ပေါ့နော်ပြန်သုံးသပ်မိတဲ့အခါမှာတခြားလေးလာဖြစ်တယ်အဲ့တော့ဒီကာလမှာကျတော့ဘာကောင်းသွားလဲဆိုရင်အခု AI နော်ဘာတိတိစင်ကျင်းခောက်မေးလိုက်ရင်ရတယ်နောက်တစ်ခုကဘာလဲဆိုရင် personal trainer တွေလည်းအကုန် review တွေပေးနေပြီနော် review တွေပေးနေပြီဘယ်လိုပြောမလဲ knowledge sharing တွေလုပ်နေပြီပေါ့နော်ဒီမှာဆိုလဲ Facebook မှာအစအကုန်အများကြီးပါပဲအကုန်လေးလာလို့ရတယ်ပေါ့နော်အကုန်ပေါ်လာတာကြည့်ပဲကိုက Facebook ကလည်းသူ algorithm တိုင်းလေကိုကဘာကိုသိကျင်နေဘာကိုရိုက်ရှာလိုက်ပြီဆိုတော့အဲ့ဒါကြီးပဲထက်လာတော့အဲ့ဒါလည်းတမျိုးကိုအတွက်ကောင်းတာပေါ့နော်ကိုဘာတွေကုံလေးလာကိုရသွားတယ်ပေါ့နော်အဲ့ချိန်မှာကိုကနံပါတ်1ဘာကိုရင်သိကျင်လဲဆိုတော့ဝိတ်ချဖို့နံပါတ်1ဘာလို့အပ်လဲပေါ့နော်ဝိတ်ချဖို့ပဲပြောတာနော်အစီချဖို့ကနည်းနည်းလေး topic ကြည့်သွားမှာဝိတ်ချဖို့ဘာလို့အပ်လဲနံပါတ်2ကကြတော့ဘလို့ဆိုရင် maintain လုပ်နိုင်မလဲဘလို့ဆိုအလွယ်တကူပြန်မတက်နိုင်အောင်ထိန်းထားနိုင်မလဲပေါ့နော်ဒီကတော့ဝိတ်ချဖို့ဘာလို့အပ်လဲနံပါတ်2ကဘလို့ maintain လုပ်နိုင်မလဲဆိုတဲ့ဥစ္စာကိုနှစ်ချက်ကိုလိုက်ရှာဖြစ်တယ်ပေါ့ target ကတော့ခဏတည်သွားပြီဒီကျမရဲ့ရှူထောင်အတွက်နေလို့ကောင်းအောင်ကြံခိုင်အောင်ကိုအသက်အရွယ်နဲ့လိုက်တဲ့ကြံခိုင်မှုရှိအောင်ဖြစ်ချင်လို့ငါချတာဖြစ်သွားပြီပေါ့နော်ပြီးတော့လူမလည်းမဖြစ်ချင်တော့လူမရုပ်လည်းမထွက်ချင်တော့ဘူးပေါ့နော်နီလန်းကြကြရေရှည်တာဂက်ကတော့ရေရှည်အတွက်ပေါ့နော် maintain လုပ်ဖို့အတွက်ကျန်းမာဖို့အတွက်ကိုအသက်အရွယ်မှာရှိတဲ့ကြံခိုင်မှုရဖို့အတွက်ကိုရေရှည်ထိမ့်ပြီးချချင်တာဖြစ်တယ်ရေရှည် plan ကိုသွားချင်တယ်နံပါတ်2ကတော့တက်လုံးကောင်းခြင်းနဲ့ကျန်းမာကြံခိုင်ခြင်းနဲ့စိတ်နဲ့ကျန်းမာရေးရှုထောင့်နေနဲ့ချချင်တာက target ဖြစ်သွားတာပေါ့နော်အဲ့အချိန်မှာနှစ်ချက်ကိုလိုက်ရှာမိရယ် weight ဘယ်လိုချရမလဲbody weight ဘယ်လိုချမလဲဘယ်လို maintain ရေရှည်မှာထိန်းသွားနိုင်အောင်ကို body weight ကို maintain လုပ်ဖို့ဘာချက်တွေလိုလဲဆိုတာနှစ်ချက်ကိုလိုက်ရှာပဲတယ်ပေါ့နော်အဲ့ရှာတော့ပထမဆုံး knowledge အရင်ဖြည့်ရတယ်ပေါ့နော်ကိုဘာဒီ weight ချဖို့အတွက်ဘာဘူးတူတာတွေဘာတွေကိုသိထားတယ်လဲဆိုတာအရင်ချင်းကို body ကြောင်းသိရတာပေါ့ကို body ကြောင်းသိရတယ်ဆို weight ချရဲဆိုတာထုံးစံတိုင်းပဲအဝင်ကများပြီးအထွက်ကနည်းနေလို့ဝါလာတာဒီခဏကိုကြီးရလေ energy input နဲ့ output မှာ input များပြီး output နည်းနေလို့ပေါ့နော် output နည်းနေလို့ဆိုတော့ပြောချင်တာ energy သုံးတာနည်းနေလို့ပြောတာနော် energy သုံးတာနည်းနေလို့ဒါရောက်ဝလာခဲ့တာဆိုတော့ input ကို short မယ် output ကိုပိုသုံးရင် negative balance နဲ့မဖြစ်မလဲဆိုရင်ဝေးကျသွားမှာပဲဝေးကျသွားမှာပဲဆိုတော့အဲ့ချိန်မှာသိရသည်ပထမဆုံးတစ်လုံးဒီ calorie deficit ဆိုတာစပြီးတော့လေ့လာတယ်စပြီးလေ့လာတဲ့အခါမှာဝေးချဖို့အတွက်လွယ်လေ calorie deficit လောက်ဝင်ဝေးကျကိုကြတယ်calorie deficit လောက်ဝေးကြကိုကြတယ်နော် calorie deficit ဆိုတာဒီအစား short လိုက်တာပဲအစား short လိုက်တာဆိုတာဒီဟိုရင်တော့လည်း short ခဲ့ဦးတာပဲကြတာပေါ့ကြသွားတယ်လေပိန်သွားတယ်ဒါပေမဲ့ရိုးပေါ့အရေးတင်ဒူမာယုတ်ချူနာရှိုက်ကုန်းနဲ့ပိန်သွားတယ်အဲ့တော့ calorie deficit ဘယ်လိုနီးမှန်လမ်းမှန်လုပ်မှန်ဆိုတာလေအရေးကြီးသွားပြီပေါ့နော်ဘာလို့အဲ့တော့လူနာဒူပမာကြီးလို့ချူနာရှိုက်ကုန်းဖြစ်သွားခဲ့တာလဲပေါ့ဖြစ်သွားခဲ့တာလဲကိုပြန်စဉ်းစားတော့ဘာလဲဆိုရင်အဲ့တော့ကိုဒီခဏကိုတစ်ခုလုံးမှာခုနပြောသလိုအထွက်များရမယ်အဝင်နေရမယ်ဆိုအဝင်နေဖို့ calorie deficit လုပ်ရမယ် calorie deficit လုပ်တဲ့အခါမှာပထမတစ်ခေါက်ကိုလိုလဲလူမရုပ်ကြီးရှုနာဆိုင်ကုန်းမဖြစ်ချင်တော့ဘူးဆိုတော့ဘာကိုထက်လိလာရလဲဆိုရင်ဘာလို့အဲ့လိုဖြစ်သွားခဲ့တာလဲဆိုတာကိုရိုက်ရှာရတာပေါ့နော်ဘာလို့ဖြစ်သွားခဲ့တာလဲဆိုရင် basal metabolic rate ကိုမသိခဲ့ဘူး basal metabolic rate ဘလောက်တော့အနည်းဆုံးရှိရမယ်ဆိုတာကိုစာတင်တာတော့တင်ခဲ့နော်ဒါပေမဲ့ကို set awareness self reflect မလုပ်ခဲ့လို့ပေါ့နော်အဲ့တော့ basal metabolic rate ကြောင့်အရင်သိရတယ်အဲ့ထပ်ပို့ပြီး short လိုက်ရင်ခုနလိုဒူပမာယောဂတဲ့အယိုးခောက်ကရှုနာဆိုင်ကုန်းနဲ့ကျမ်းမာရေးရှုထောက်ကနေလည်းမကောင်းဘူးယောဂတဲ့ပုံယောဂတဲ့ဖြစ်ပြီးတော့ကိုကျသွားမှာနော်ဟိုငတ်ပေးဆိုင်ပြီးကျသွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ basal metabolic rate အတွင်းရအောင် calorie ကိုထိန်းစားနိုင်မှသာ short စားနိုင်မှသာ short တော့ short တယ် basal metabolic rate တော့မကြော်စေနဲ့အဲ့ကိုမကြော်မှသာကိုဒီကျမ်းမာကြံ့ခံပြီးတော့ metabolism လည်းများမယ်မြန်မယ် metabolism မလျော့သွားအောင်ပေါ့နော်မြန်မယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ကိုရောက်ချင်တဲ့ weight ကိုလည်းရောက်အောင်မယ်
ဆိုတဲ့ target ကိုရမယ်ပေါ့နော်ရမယ်ဆိုတော့အဲ့တော့ basal metabolic rate ဆိုတာအရင်သိရတယ်ပေါ့နော် basal metabolic rate တပုံတက်နေတဲ့အရင်လေ့လာဖြစ်တယ်ဒါကတော့ရှင်းတယ် basal metabolic rate man အတွက်ဆိုရင်ဘယ်လိုအတွက် woman အတွက်ဆိုဘယ်လိုအတွက်ဆိုရင် AI မှာခောက်လိုက်ရင်အကုန်ကျလာပြီးသားသူ့ရဲ့ formula တွေရှိတယ်ဘယ်လိုတွက်လိုက်ကိုယ့်ရဲ့ weight ကိုသိရင်ကိုယ့်ရဲ့ weight ကိုသိမယ်ကိုယ့်ရဲ့ height ကိုသိမယ်ကိုယ့်ရဲ့အသက်ကိုသိမယ်အဲ့3ခုသိရင်အဲ့ basal metabolic rate တွေထည့်တွက်လိုက်ရင်ရတယ်အဲ့တော့သိလာပြီသိလာတဲ့အခါမှာဘာလို့အဲ့ထက်တော့မနှဲစေနဲ့ပထမတစ်ခေါက်လို့မဖြစ်ဘူးအဲ့ထက်ကမနှဲစေနဲ့အဲ့ထက်နှဲသွားရင်ရှူနာရှိုက်ကုန်းယောဂတွေဖြစ်မယ်ဆိုတာကိုသိရတယ်ပေါ့နော်အဲ့ဒါပထမတစ်ခေါက်ကိုရှောင်ဖို့အတွက်ကိုအဲ့ဒါကိုအရင်သိလိုက်ပြီးခါမှာအဲ့တော့တွက်လိုက်တယ်ဆိုရင်တော့ခုနပြောလေးချိန်နဲ့ရက်တွေအသက်တွေပေါ်မူတည်ပြီးတော့မျိုးမျိုးတော့ထွက်လာမှာပဲအဲ့တော့အဲ့ထက်မနှဲစေနဲ့ဆိုတော့သူရဲ့ minimum limit ကဘာလဲဆိုတော့မင်္ဂလေးဆိုရင်1200ကယ်လိုရီတက်မနှဲပါစေနဲ့တဲ့တနေ့တာဝင်တဲ့ပမာဏอ่ะပေါ့နော် short ရတယ်1200နဲ့တော့မနှဲစေနဲ့ယောက်ျားလေးဆိုရင်1500ထက်တော့မနှဲစေနဲ့တဲ့ဒါကသိပ္ပံပညာအရာရောအကုန်လုံးကိုယ်ကမှခောက်ရအောင်အကုန်သိပြီးသားထွက်လာပြီးသားပေါ့နော်အဲ့တော့အဲ့ထက်နှဲသွားရင်ခုနပြောဆိုယောဂတွေပုံပေါက်သွားမယ်ခန္ဓာကိုယ်က metabolic rate တွေနှေးသွားမယ်ဇီဝကမ္မဖြစ်စဉ်တွေမမှန်တော့ဘူးယောဂတစ်ပိုင်းပေါ့နော် menstruation တွေဘာတွေကအစအကုန်လုံးနှဲသွားတာတွေဖြစ်နိုင်တယ်ပေါ့နော်ပထမတစ်ချက်ဒီ basal metabolic rate ကိုသိရမယ်တပုံတွက်နေအကောင်ခောက်ရှာလို့ရတယ်အဲ့တော့လွယ်ကြမ်းမြင့်မှတ်မယ်ဆိုရင်မိန်းကလေးဆိုရင်1200ထက်မနည်းစေနဲ့ယောက်ျားလေးဆိုရင်1500ထက်တော့မလျှော့မိစေနဲ့ဒါမှခုနပြောသူကျမ်းမာတဲ့ stage မှာ metabolism မှန်မှန်နဲ့ဆက်ပြီးတော့ထိန်းသွားနိုင်မယ် short ဟိုဘယ်လိုပြောရမလဲ weight short တဲ့ lens ဆက်ပြီးတော့ဆက်ရှောက်နိုင်ပြီပေါ့ယောဂတဲ့အစင်မရောက်ဘူးပေါ့နော်အဲ့ဒါနံပါတ်1ချက်ပါbasal metabolic rate ကိုသိတဲ့အခါမှာဆိုရင်ဟုတ်ပြီအဲ့တော့အနည်းဆုံးဒီလောက်တော့ရအောင်ရှော့မယ် calorie deficit မှာ calorie deficit လုပ်မယ်အနည်းဆုံးလောက်တော့ရအောင်ရှော့မယ်ဆိုတော့အဲ့တော့ကိုတစ်နေ့တာအတွက်ကိုဘယ်လောက် calorie ဒီ body weight ပေါ့အရင်တော့ထားပါ165နဲ့ပဲ165ပေါင်ပါဆိုရင်အနည်းဆုံး calorie တစ်နေ့ basal metabolic rate ဆိုတာကလည်းဆိုဒီ basal metabolic rate သဘောတရားကိုဟိုအရင်သိရမယ်ပေါ့နော်ကိုဒီမဖြစ်မနေဒီခန္ဓာကိုယ်ကြီးကမဟုတ်လေသူတုံးနေတာပဲเนาะ energy ကကိုလှုပ်ရှားမှသွားလာမှမဟုတ်ဘူးမဟုတ်လေတုံးတယ်ဘာအတွက်တုံးတာနှလုံးခုန်ဖို့အတွက်တုံးရတယ်စာချေဖို့အတွက်တုံးရတယ်เนาะခဏဒီခန္ဓာကိုယ်ထဲမှာသွေးတွေလည်းပတ်နေဖို့အတွက်တုံးရတယ်အသက်ရှူဖို့အတွက်တုံးရတယ်ဒါတွေအကုန်လုံး energy နဲ့ပဲသွားတာပေါ့เนาะအဲ့တော့ဒီဟာအတွက်ကိုမဖြစ်မနေတုံးလို့တုံးရတဲ့ဟာကို basal metabolic rate ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်အရာလိုအပ်တဲ့စွမ်းအင်လို့ခေါ်တာပေါ့เนาะအခြေခံစွမ်းအင်အဲ့တော့ကြတော့အဲ့ဟာဒီတုံးကိုတုံးရတယ်အဲ့ဟာအတွက်ကိုအနည်းဆုံးတော့ limit ထားပြီးတော့စားကိုစားပေးရတယ်ပေါ့เนาะအဲ့တော့ဒီခဏကိုဒီလောက်165ပေါင်ပါဆိုရင် total ရောဘယ်လောက်လိုအပ်နေလဲသူ calorie ဘယ်လောက်လိုအပ်လဲပေါ့နော်အနည်းဆုံးသက်ရှင်မှု basal metabolic rate ရှိဖို့တော့ဒီလောက်လိုအပ်တယ်ဆိုရင် total ဘယ်လောက်လိုအပ်လဲဆိုတော့အဲ့ဒါဘာကိုခေါ်ရလဲဆိုရင် total daily energy expenditure ဆိုတာ TDEE ကိုစပြီးတော့သိရတယ် TDEE ထဲမှာဘာတွေပါလဲဆိုတာပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြတ်ရတယ်ပေါ့နော်ခုန TDEE total daily energy expenditure တနေ့သာလှုပ်ရှားသွားလာဖို့လူတယောက်เนาะဒါကခုနပြောသလိုအသက်ရှင်ဖို့အတွက်ဆိုရင် basal metabolic rate နဲ့ပြီးတယ်မဟုတ်ဘူးလေကိုရီးယားသွားလာမယ်ဈေးသွားရမယ်ဟုတ်တယ်အလုပ်သွားရမယ်ဟုတ်တယ်မလားအပြင်သွားလှုပ်ရှားရမယ်ဆိုတာအတွက်လည်း energy တွေကသုံးနေရတာပဲသုံးနေရတာဆိုတော့အဲ့ဒါအတွက်ကိုကတကယ်ခန္ဓာကိုယ်တစ်ခုလုံးမှာပေါ့နော်လူတယောက်အတွက်ကိုတနေ့စာလူတယောက်အတွက် total energy သုံးတဲ့ဟာကဘာလဲဆိုတာသိရတယ် total daily energy expenditure TDE ဆိုတာပေါ်လာ